ခင်ဗျားကိုတူကောင်းပြုခြင်းလို့ပါဆိုပြီးတော့ဗပဲမောင်တဲ့နေရဲ့နှမကိုမိဖုရားမြောက်တယ်တူကောင်းပြုခြင်းလို့ဆိုခေါ်ပြီးမောင်နှမနှစ်ယောက်လုံးတတ်ပြစ်လိုက်တယ်အားလုံးသိတဲ့သမိုင်းမှာဟုတ်လားမိရှုပ်ပြစ်လိုက်တယ်နောက်တော့သူအစိမ်းတရေဖြစ်သွားတာပါလားမသိဘူးပေါ့ဗျာအဲ့မှာစကားပင်ရနေရာဒီမြစ်တိုင်းမျိုးလာတော့လောကနာတာစိတ်ကမ်းမှာတင်တော့တေးလဲကြောင်မင်းကိုသွားပြီးတော့အိမ်မက်ပေးတယ်အိမ်မက်ပေးရင်ကနေတေးလဲကြောင်မင်းကနေစရာပေးတဲ့အခါကျတော့ဘဲတောင်ပေးလိုက်ပုတ်ပါတောင်ပုတ်ပါကိုတောင်ကိုပါဠိလိုဘယ်လိုပြောလဲညာဂိရိအဲ့တော့တောင်ကြီးကထူးထူးခြားခြားကြီးမို့လို့မဟာဂိရိအဲ့တော့မဟာဂိရိကနေပြီးတော့မင်းမဟာဂိရိနဲ့ဆိုတာမောင်တင်နယ်ကိုပြောတာမင်းမဟာဂိရိနဲ့ကိုးကွယ်လိုင်းကနေမြန်မာပြည်ရဲ့နတ်သမိုင်းအစအဲ့ရနေတာဟုတ်ပဲဟေးဟေးဟေးဟုတ်ပဲဟေးဟေးဟေးအနော်ထားလက်တဲ့ကြတော့အတွင်း38မင်းအပြင်38မင်းရှုပ်ရှက်တွေခတ်ကုန်ဒါကြောင့်နော်ဒါအဲ့နတ်တွေအကုန်ဖြုတ်ပြီးနတ်လောင်ကြောင်းနဲ့အကုန်တော့တွေပါတွေခတ်ပြီးကုန်ထားဒါဒီနတ်သမိုင်းတွေပြောရင်ရှင်းသွားမှာဆိုလို့ဒီဘရင်တောင်လက်ထက်ကြတော့နတ်ကိုးကွယ်မှုတွေများလာပြန်အဲ့မှာဘရင်တောင်ကဒီလောက်နတ်တွေကိုးကွယ်နေလို့ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့ကိုတူကိုတာကြိုးစားရမယ့်ဟာတွေတိုင်းသူပြည်သားတွေအကြီးချင်းတွေနဲနေပြီးနတ်တွေကိုးကွယ်ရင်ပြစ်ဒဏ်ခတ်မယ်အရေးယူမယ်ဒဏ်ငွေတတ်မယ်ထောင်ချမယ်ကြိမ်ဒဏ်ပေးမယ်ဆိုမှအဲ့မှာမကိုးကွယ်ပဲလည်းမနေနိုင်ဘူးအိမ်ရှိလည်းပြောင်းမကိုးကွယ်ရဘူးအိမ်ထဲကိုပုံးပြီးတော့ကိုးကွယ်လို့အဲ့ဒါအိမ်တွင်းမောင်နှမဖြစ်သွားပုပ်ပါနေမောပြောစရာနဲ့အမခံဝိဆာလောက်နေပါဖြစ်တော့မောင်တင်နေတို့မောင်နှမပဲအဲ့တော့ဘရင်ရုတ်တရက်လာရင်ကွယ်လို့ကာလို့ရအောင်နေမှာပေါ့ဗျာအဲ့မှာခုနပြောတယ်အဝိသလေးရှိရကာထားတာပါဟုတ်လားအတွင်းမောင်နှမဖြစ်သွားရင်နော်အဲ့ဒါမြန်မာပြည်ကနတ်သမိုင်းမှာတော့ဒါအစောဆုံးပါပဲဗျာနော်ဘယ်မောင်တင်တယ်တို့မင်းမဟာဂိရိနတ်ဆိုတာဒါတွေပြောတာ